ဘဝတစ်ခုကိုရပ်တည်ဖို့အတွက်အသွေးခေါ်နဲ့အတိညာအဓိကပဲပေါ့နော်အသွေးခေါ်မရှိဘူးအသွေးကြုံမရှိဘူးအသွေးကြုံမရှိနေပါစေပေါ့နော်အသွေးခေါ်ရှိဖို့ဝါဒမှန်ဖို့အဓိကဘာဖြစ်လို့ဝါဒမားနေမယ်အသွေးမားနေမယ်ဆိုရင်ဒီမာယွန်းတက်တဲ့အပြစ်မှုတွေမာယွန်းတက်တဲ့လောက်ရမျိုးတွေကိုကလုံးမိရောလုံးမိလိုက်တဲ့အခါကျရင်ကိုယ့်အတွက်လည်းစိုးကြိုးရမယ်အများအတွက်လည်းအနောက်ရှက်ဖြစ်တယ်အနောက်ရှက်မဖြစ်တော့မှအများအတွက်လည်းစိုးကြိုးရနိုင်တယ်ပေါ့အဲကြောင့်မို့အဓိကအတိပညာလေးလာခြင်းအတိပညာဘယ်ကနေလေးလာမလဲဗုဒ္ဓရဲ့အတိပညာဗုဒ္ဓရဲ့တရားဓမ္မတွေပဲပေါ့နော်အဲ့ဒါအရေးကြီးတယ်ဘာဖြစ်လို့အရေးကြီးဆိုတော့ကိုယ့်ရဲ့စိတ်ကြုံလာတဲ့လောကဓာတ်တွေအားလုံးရဲ့တိုက်ခိုက်မှုတွေကိုဒီဓမ္မနဲ့ဓမ္မသဘောနဲ့တည်ချရှုမှတ်ကြည့်မယ်ဆိုရင်တော့တောကဖြစ်စေမဲ့စိတ်နည်းနည်းမှမရှိဘူးပေါ့နော်အဲ့လိုမျိုးစိတ်ဖြစ်ဖို့အတွက်ဓမ္မကိုလေးလာမှသာသိမှာပေါ့နော်ဓမ္မကိုမလေးလာဘဲနဲ့တရားဆိုတဲ့အဓိပ္ပာယ်လောက်ပဲနားလည်မယ်ဆိုရင်တော့လောကဓာတ်ရဲ့မကောင်းမှုတွေလောကဓာတ်ရဲ့ရိုက်ခတ်မှုတွေကိုကာကွယ်မနိုင်ဘူးပေါ့ကာကွယ်နိုင်ဖို့အတွက်ဒီဗုဒ္ဓဟောကြားတဲ့ဒီဓမ္မတွေပေါ့နော်အဓိကအဲ့ဒီဓမ္မကိုယုံကြည်အောင်ပေါ့ဓမ္မကိုယုံကြည်ဖို့အတွက်ဘုရားတရားသံဃာဒီကျေးဇူးကြီးမားလာတဲ့ဒီယတနာ၃ပါးကိုဆိုလိုတာပေါ့နော်ဒီယတနာ၃ပါးကိုတကယ်ကိုလေးလာကြည့်ပါလေးလာပြီးတော့ဒီစိတ်ရဲ့လှုပ်ရှားမှုလှုပ်ဆောင်မှုတွေဒီဓမ္မကျမ်းစာထဲမှာပါတယ်ပေါ့နော်ဗုဒ္ဓဘာသာထဲမှာပြီးတော့ကိုယ်ကာယရဲ့ဒုက္ခတွေကိုယ်ကာယရဲ့ယုံဖို့ကောင်းတဲ့အရာကိုယ်ကာယရဲ့ဖြစ်တည်တဲ့ဖြစ်ရဒုက္ခများစွာကိုသိနိုင်ဖို့အတွက်ဒီဓမ္မကိုလေးလာမယ်ဆိုရင်သိနိုင်တယ်ပေါ့နော်အကျမ်းပြင်းလောက်ပဲကျွန်တော်ပြောတော့တကယ်ကျွန်တော်ကတကယ်လေးလာတဲ့လူပါကျွန်တော်လေးလာတယ်များတော့ကျွန်တော်ရဲ့ဒီဓမ္မအတိအမြတ်နဲ့ကျွန်တော်ခေါင်းထဲမှာရှိလာတာကောင်းမှုတွေကျွန်တော်စိတ်ကောင်းခြင်းရရှိတယ်လဲဆိုတော့ဒီကျွန်တော်ငယ်ငယ်တော့ဆိုရင်ပေါ့နော်ခိုးတတ်တယ်တပ်ဖြတ်တတ်တယ်ပေါ့နော်တပ်ဖြတ်တယ်ဆိုတာဒီတလိษံတို့ကိုကျွန်တော်ပြောပြတာပေါ့နော်ညင်ဆဲတာတို့ကျွန်တော်စိတ်မှာရှိတယ်ပေါ့နော်ကျွန်တော်မွေးကြရဒါပေမဲ့အဲ့ဒီကျွန်တော်ရဲ့အသက်15နှစ်အရွယ်လောက်မှာကျွန်တော်တငယ်ချင်းကောင်းလို့ပေါ့နော်တငယ်ချင်းအပေါင်းအသင်းနေတဲ့တငယ်ချင်းကလည်းကောင်းတယ်အဲ့ဒီတငယ်ချင်းကဓမ္မဒီတရားစခန်းတို့ဘာလို့တွားတဲ့ခါကျရင်ကျွန်တော်ခေါ်တယ်အဲ့ဒီချိန်ကကျွန်တော်ကဆင်းရဲလို့စားစရာတောက်စရာမရှိဘူးဟင်းကောင်းလည်းမစားဘူးဆိုတော့ဟင်းကောင်းသမင်းကောင်းအာဟာရကောင်းကောင်းလေးစားခြင်းနဲ့စိတ်နဲ့သူ့နောက်ကိုကျွန်တော်လိုက်သွားလိုက်တာအဲ့ဒီနေ့ကနေစတရက်ပရမတ်တက်မှာဣစကန်ထဲမှာတရားစခန်းထဲမှာကျွန်တော်စိတ်ဆင်းရဲစွာနဲ့ဟိုညင်ပန်းကိုညင်ပန်းတယ်လို့ကိုထင်ပြီးတော့ဒုတိယတရက်ကျတော့ငါအစားကောင်းတော့စားရတယ်ငါပြင်ပန်းတော့ကွာဆိုတော့တွေးမိတော့တာတရားကျတော့ဟာဒီကျွန်တော်ဒီတရားစခန်းထဲမှာဒီဓမ္မပရိကတွေဟောရတဲ့စကားလုံးတွေတရားတွေဓမ္မန်ကန်တဲ့စကားတွေပဲဓမ္မန်ကန်တဲ့တွေးခေါ်တဲ့စဉ်းစားတက်လာတယ်၄ရက်မြောက်၅ရက်မြောက်ကျတော့ဓမ္မကိုအာယုံစိုက်လာတယ်6ရက်နေ့များကျတော့တရားကိုကောင်းထိုင်နိုင်လာတယ်ဗောနော်ဒီတရားစခန်းသွားတော့အဲ့တရားထိုင်နေတဲ့အချိန်မှာဒီခန္ဓာရဲ့အကြောင်းတွေဘုန်းကြီးဒီတန်ကန်တွေဟောပြတော့ခန္ဓာရဲ့အကြောင်းတွေဒီရှုမှတ်ရမယ့်ပုံတွေပါညဗောအစုံပဲပြီးတော့တစ္ဆာလေးပဋိစ္စသမုပ္ပါဆက်ဝန်းကြီးကိုလည်းထောက်ပြတော့အဲ့ဒီပဋိစ္စသမုပ္ပါဆိုတဲ့ဆက်ဝန်းကြီးကဒီတန်တရားမှာလဲကျင်လည်နေတဲ့အကြောင်းအရာကိုပြတာဗောနော်အဲ့ဒီပဋိစ္စသမုပ္ပါဆက်ဝန်းမှာဖြစ်တော့ဒီအလယ်ကအဝိဇ္ဇာနဲ့တဏှာဗောနော်အဝိဇ္ဇာဆိုတာမတိမှုတဏှာဆိုတာလူချင်မှုကြောင့်တန်တရားလဲနော်အဲ့လဲတဲ့အရာကြီးမှာဒီပဋိစ္စသမုပ္ပါဆက်ဝန်းအလယ်မှာအဲ့အဝိဇ္ဇာနဲ့တဏှာရဲ့ဘေးကွက်လဲမှာပပလဲရှိတယ်တို့လားအဲ့ပပလဲမှာအဲ့ဒါတန်တရားလဲတဲ့အကြောင်းပေါ့နော်သူတို့ပြောပြတာပေါ့နော်တန်တရားလဲတဲ့အကြောင်းကဘယ်ကနေအစတလဲဆိုတော့ဒီအဝိဇ္ဇာနဲ့တဏှာအလဲခွင်းမှာပေါ့နော်အဓိကအဝိဇ္ဇာနဲ့တဏှာကိုသူတို့အလဲမှာထားတာပေါ့နော်ပဋိစ္စသမုပ္ပါကိုအဲကြောင့်မို့တန်ကန်တွေကရှင်းပြတော့ရှင်းပြလိုက်တဲ့ခါကျတော့ကျွန်တော်နားထောင်ရက်တွေများလာကျွန်တော်သဘောနဲ့ပေါတော့အဲ့ဒီနေ့ကနေစပြီးတော့ကျွန်တော်ဓမ္မကိုပို့ပြီးတော့မျက်နှိုးလာတယ်ဘုရားတရားသံဃာကိုရက်ကြည်စုတရားကိုလည်းကျွန်တော်သဘောပေါက်လာတယ်သိလာတယ်ပေါ့နော်ပြီးတော့ကျွန်တော်ရဲ့ဘဝကလည်းအမိမရှိဘာမရှိဘူးနော်မိမရှိဘာရှိတော့အမိလည်းမရှိဘာလည်းမရှိရှိတယ်ဒါပေမဲ့ကျွန်တော်နဲ့တူမနေဘူးနော်တခြားအလုပ်ကိုသွားတယ်ကျွန်တော်ကိုကြာမှတစ်ခါပတ်စံပို့တယ်ကျွန်တော်မှာစားရဖို့တောက်ဖို့တိတ်ပြီးတော့အစ်မပြေဘူးနော်မောင်နှမတွေနဲ့နေတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော်မှာအိမ်ဓာတော့မရှိဘူးနော်အိမ်ဓာတက်ဖို့ကအိမ်ဓာမရှိတဲ့အတွက်ကြောင့်မို့နေဘက်အိမ်နောက်ပြီးသွားရင်လည်းဒီရက်ကွက်တဲ့လူတွေကအိမ်နီးချင်းကလူတွေတွေ့ရင်လည်းမကောင်းဘူးဆိုတော့ကျွန်တော်မကြီးပြင်းမှာတက်ပြီးတော့မစင်ဆွရတဲ့ဘဝမျိုးတော့ကျွန်တော်ရခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်တော့ဘယ်လောက်ထိဆင်းရဲဘယ်လောက်ထိဒုက္ခတယ်လဲဆိုအိမ်သားတော့မရှိဘူးအမျိုးတွေရဲ့အိမ်သားမှာသွားမယ်ဆိုရင်လည်းအမျိုးတွေကဆဲရစုတယ်ပေါ့နော်ပြောတော့ပေါ့နော်မပေးတက်ဘူးနော်အဲ့ဒီဒုက္ခတွေကိုကျွန်တော်ကြမ်းခံနိုင်တာဆိုတော့ဒီဓမ္မရဲ့ကျေးဇူးကြောင့်ပေါ့နော်ဓမ္မကျေးဇူးအဲ့တရားဓမ္မကနေတည်တဲ့နောက်ပိုင်းမှာကျွန်တော်ပတ်ဝန်းကျင်ရဲ့ဒီရွှေမျိုးတွေကမကောင်းမှုတုံးပြန်တဲ့အရာကိုကျွန်တော်ဓမ္မနဲ့ရှုလိုက်တော့ကျွန်တော်ခေါင်းထဲမှာဘာမှဖြစ်သူတို့လည်းကျွန်တော်အပြစ်မတည်ဘူးပေါ့နော်အဲကြောင့်မို့ဓမ္မရဲ့ဆွမ်းအားကြောင့်ကျွန်တော်ရဲ့ချမ်းသာမှုတွေမနေဘူးရတယ်ချမ်းသာမှုဆိုတာဒီကိုယ်ရဲ့ချမ်းသာမှုဟုတ်တော့စိတ်ရဲ့ချမ်းသာမှုရတယ်ကိုယ်ရဲ့ချမ်းသာမှုဆိုတာဒီငွေစည်းစိမ်ကုန်ပကတနာကိုဆိုလို့တယ်ပေါ့နော်ကျွန်တော်ကတော့စိတ်ရဲ့ချမ်းသာမှုရတော့ကိုယ်ကတော့ဘာပဲဖြစ်ပေါ့နော်သူကသူအော်တိုတမိတ်သူကသူလှုပ်ဆောင်လိုက်တော့ပေါ့နော်ကိုယ့်ကိုကောင်းဖို့အတွက်ပေါ့နော်အော်တိုတမိတ်အဲကြောင့်မို့ဓမ္မကဘယ်လောက်ထိကောင်းတယ်လေဓမ္မဆိုတာဒီစိတ်နဲ့ပတ်သက်တဲ့အတိတရားတွေစိတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေရုပ်ခန္ဓာရဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နှမျိုးစလုံးပဲပေါ့နော်ကျွန်တော်တရားကိုဘယ်လိုလို့ပို့ပြီးတော့
တရားစခန်းသွားတယ်လဲဆိုတော့အကြောင်းရင်းတော့တပုံပေါ့နော်ပြီးတော့ဒီမြန်မာပြည်ကရွှေ FN ဆိုတဲ့ radio line ကနေညဘက်သူဓမ္မတွေလွင့်နေပေါ့နော်ညဘက်9နာရီလားမသိ10နာရီလားမသိအဲ့ဒီချိန်မှာသူတို့ဓမ္မတွေလွင့်မိတယ်လွင့်လာတော့အဲ့ဒီချိန်တော့ကျွန်တော်ကဖုန်းယူတဲ့ကောင်ပေါ့နော်ဖုန်းလေးယူတယ် MP3 ယူတယ်ဒါပေမဲ့ဝယ်မနိုင်တော့ကြောင့်မို့ဘူးလေးကောက်ပြီးတော့အဲ့ဒီဘူးလေးရောင်းအတန်လေးတွေတန်သူတန်စားတွေကောက်ပြီးတော့ဒီကလားဆိုင်မှာတက်ရောင်းတယ်တက်ရောင်းပြီးတော့အဲ့ဒီကနေရတဲ့ပတ်စံကိုကျွန်တော်လေဒီယိုတစ်လုံးဝယ်တယ်ပေါ့နော်လေဒီယိုဆိုတာဖုန်းလိုမျိုးပုံတရမျိုးပေါ့နော်ဂရုတ်လည်းပါတာပေါ့နော်ဒါပေမဲ့အဲ့ပါတဲ့ဂရုတ်က3စားများပေါ့နော်ဒါပေမဲ့သူရဲ့ဂရုတ်ကတော့ဒီလေဒီယို line ဂရုတ်နှလုံးရပြီးတော့ဒီအတန်ဒီအတောက်ကအဝိုင်းဝိုင်းလေးအမှရွှေ့ပြီးတော့အတန်ချဲအတန်ကျဲအဲ့ဒါတစ်ခုပဲရှိပါပြီးတော့အတိုင်လေးနဲ့အဲ့ဒါကိုကျွန်တော် YouTube မှုကြောင့်ကျွန်တော်လာနေတယ်မြဒီရွှေ FN ကဒီလွင့်လာတယ်မြတန်စင်တွေလွင့်လာတယ်မြအရာကျွန်တော်နားထောင်တော့အဲ့ဒီအချိန်မှာနားထောင်စရာမရှိဘူးဓမ္မပဲလွင့်နေဆိုတော့အဲ့မနားထောင်နေဖွင့်ထားရင်လည်းကျွန်တော်ဓမ္မကိုညတိုင်းကြားနာနေရတော့ကျွန်တော်အသိဉာဏ်ရရှိတော့ကျွန်တော်တရားစခန်းတွားကြည့်ချင်တယ်ဆိုတော့စိတ်ဖြစ်လာတော့ဖြစ်လာရင်ကျွန်တော်တွားဖို့တော့တအားမပြင်းထန်အောင်တကယ်ချင်းကခေါ်သွားတော့ပေါ့နော်ခဏကျွန်တော်ပြောသွားသလိုပေါ့နော်အဲ့ကျွန်တော်ဓမ္မကဘယ်လောက်ထိကောင်းတယ်လဲဆိုတာဘဝမှာအဲ့ကျွန်တော်ကလေးတွေလူငယ်တွေပေါ့နော်ကျွန်တော်ဓမ္မကိုပေးသိစေချင်တယ်ကျွန်တော်ရဲ့မောင်ဓမ္မတွေအငယ်ဆုံးတွေပေါ့နော်ဒီကလေးတွေလူငယ်တွေအားလုံးဓမ္မတိမှတဲ့စိတ်ချမ်းသာမှုအများရတယ်ဒီဓမ္မတာမတိဘူးဆိုရင်ကိုယ့်ကိုဆူဆိုက်တော့လုံးမိရင်ပေါ့နော်ဆူဆိုက်ဆိုတာကိုယ့်ကိုတိရောင်းကြရင်ပေါ့နော်ဘာဖြစ်တော့တောကတွေတွေးလာတယ်များဒီတောကတွေဓမ္မအမှန်တရားကိုမသိတဲ့အတွက်ကြောင့်မို့ကိုယ့်ကိုဆူဆိုက်လုပ်ချင်တယ်ကိုယ့်ကိုတိရောင်းကြချင်တယ်ပေါ့နော်ဒီကြုံလာတဲ့လောကဓာတ်တွေအားလုံးထဲမှာ